ရှေ့ဗီဒီယိုမှာ masking လုံးကြီးအခြေခံကိုပြပြီးဖြစ်လို့ဒီဗီဒီယိုမှာတော့ masking ကိုအသုံးပြုပြီးတော့ animation ဘယ်လိုလုပ်ရလဲဆိုတာကိုပြပြီးမှဖြစ်ပါတယ်ဒီ project ကိုဝင်မယ်ပြီးလို့ရှိရင်ကိုထားမဲ့ background တစ်ခုရွေးမယ်ဒီမှာဆိုတာထားလိုက်မယ်ပြီး add ကိုထားမယ်ပြီးလို့ရှိရင်ဒီ text layer မှာ text ရေးမယ်ပေါ့နော် edit လုပ်မယ်ပြီးလို့ရှိရင်ဒီမှာကိုရေးခြင်းနဲ့စာကိုထည့်လိုက်မယ်ပြီးရင် font size တွေပါလေကိုကြိုက်တဲ့လိုမျိုးပဲဒါဒီမှာတော့အမြင်မြန်လေးရွှေ့ပြလိုက်မယ်เนาะဒီဟာကိုအရှိမပြပြီးဖြစ်လို့ဒီဟာကိုတော့အသေးစိတ်မပြောပြနေတော့ဘူးเนาะဟုတ်ပြီglow တွေရောအကုန်လုံးလည်းကိုကြိုက်တဲ့လိုမျိုးချိန်လို့ရပါတယ်ပြီးလို့ရှိရင်ဒီအပေါ်လေးမှာထားလိုက်မယ်ဒီစာလေးကိုမှန်ချစ်လေးကိုချစ်မယ်ပြီးလို့ရှိရင်ဒီစာကို sorry ဒီအပေါ်ကဗီဒီယိုကိုနည်းနည်းလေးရှည်အောင်ဆွဲလိုက်မယ်ပေါ့เนาะဟုတ်ပြီဒီလောက်ထားလိုက်မယ်နောက်က ending ကိုလည်းဖြတ်လိုက်မယ်ဒီစာကိုဗီဒီယိုရဲ့နောက်ဆုံးကိုဆွဲလိုက်မယ်နောက်တစ်ခုထပ်ရေးလို့ရအောင်ဒီပေါ်မှာမြင်ရတဲ့ duplicate ကိုနှိပ်လိုက်မယ်ပြီးရင်အဲ့ layer ကိုအောက်ကိုဆွဲချလိုက်ပြီးတော့ဒီဘက်ဘေးလေးမှာထားလိုက်မယ်ခဲတဲ့ပုံလေးကိုနှိပ်မယ်ဒီစာကိုဖြတ်လိုက်မယ်ဖြတ်ပြီးတော့ကိုထဲမဲ့စာကိုရေးမယ်ပေါ့နော်ဒီမှာတော့ masking basic လို့ပဲရေးလိုက်မယ်ဟုတ်ပြီပြီးအမှန်ချစ်ကိုချစ်မယ်ဒါကိုဒီဘက်တောင်လေးမှာထားလိုက်မယ်ပြီးရင်ဒီဟာကိုလည်းခုနတိုင်းပဲduplicate လုပ်မယ်ပေါ့နော်ပြီးရင်ဒီဘက်ဘေးလေးကိုဆွဲလိုက်မယ်ဒီဘက်တောင်လေးကိုပေါ့နော်ပြီးရင်ခဲတဲ့ပုံနှိပ်မယ်နှိပ်ပြီးအောက်က basic ကိုဖြတ်ပြီးတော့ advanced လို့ရေးလိုက်မယ်ဟုတ်ပြီပြီးအမှန်ချစ်ကိုချစ်မယ်ရပြီဒီဟာနှစ်ခုလုံးသုံးခုလုံးရပြီဆိုလို့ရှိရင်ဒါကို export ထုတ်လိုက်ရင်ရပါပြီexport ထုတ်ပြီးပြီဆိုလို့ရှိရင် new project ကိုထည့်ဝင်မယ်ပြီးရင်ခုနကကို export ထုတ်ခဲ့တဲ့ video ကိုနှိပ်မယ်ဟုတ်ပြီပြီးလို့ရှိရင်အောက်က over လေးကိုနှိပ်မယ် add over လေးကိုနှိပ်မယ်ကိုပထမအောင်ဆုံးထားခဲ့တဲ့ background ကိုရွေးမယ်ပြီးလို့ရှိရင် man blue နဲ့လုံးမှာဆိုတော့ man blue လေးကိုထည့်လိုက်မယ် add ကိုနှိပ်မယ်ဟုတ်ပြီဒီ layer နှစ်ခုလုံးကို video ရဲ့နောက်ဆုံးထိကိုဆွဲလိုက်မယ်ဒီမျိုးရလာပြီဆိုလို့ရှိရင်ဒီ background layer ကိုထောက်ပြီးတော့အောက်မှာမြင်ရတဲ့ sublet ဆိုတာကိုနှိပ်ပြီးတော့ဒီ normal ပုံစံမဟုတ်ဘဲနဲ့အရောင်လေးနည်းနည်းလေးမှိန်လိုက်မယ်ပေါ့နည်းနည်းမှုတ်တော်မှိန်လိုက်မယ်เนาะအောက်က layer ရဲ့ video ရှိခဲ့တယ်မလားအဲ့ video ရဲ့အောက်ကစာကိုမြင်ရတဲ့အထိကိုမှိန်ချလိုက်မယ်เนาะပြီးလို့ရှိရင် image ကိုချစ်လိုက်မယ်ပြီးရင် man blue layer ကိုထောက်မယ်ပြီးလို့ရှိရင်အဲ့ man blue ကိုနည်းနည်းလေးသေးလိုက်မယ်ပေါ့စလုံးလေးမြင်ရလောက်တဲ့အထိပဲသေးလိုက်မယ်ဟုတ်ပြီပြီးလို့ရှိရင်ဒီအရှိဆုံးမှာဆိုတော့ key frame ကိုနှိပ်မယ်နှိပ်ပြီးတော့အဲ့ man blue ကိုအပေါ်ဆုံးကိုဆွဲတင်လိုက်မယ်မမြင်ရတဲ့အထိဆွဲတင်လိုက်မယ်ပြီးဒီဘက်ဘေးလေးနည်းနည်းတိုးပြီးတော့ man blue ကိုစာတန်းလေးနေရာကိုနည်းနည်းစင်းနေလိုက်ပြီးတော့ရွှေ့လိုက်မယ်เนาะဒီလိုမျိုးပဲလိုက်ပြီးရွှေ့လိုက်မယ်ပြီးလို့ရှိရင်ဒီနားရောက်လို့ရှိရင်ဒီနားလေးမှာခဏနားတဲ့ပုံစံလေးပေါ့အဲ့လိုလုပ်လိုက်မယ်ပြီးရင်ဒီဘက်ရောက်လို့ရှိရင်အောက်ကိုနည်းနည်းလေးတိုးသွားမယ်အောက်ကိုရောက်ရင်လည်းအပေါ်ကအတိုင်းပဲစာတန်းလေးနေရာကိုဖြည်းဖြည်းချင်းဒီလာနေတဲ့ပုံစံလေးပေါ့เนาะပြီးရင်ဒီဘက်ဘေးနှစ်ခုကူးတဲ့နေရာမှာလည်းဒီဘက်ဘေးနားမှာနားနေတဲ့ပုံစံလေးလုပ်လိုက်မယ်ပြီးရင်ဒီဘက်စာတန်းကိုကူးလိုက်မယ်ကူးပြီးခုနအတိုင်းပဲဒီဘက်ဘေးနားစာတွေကိုသွားတဲ့ပုံစံလုပ်လိုက်မယ်ဒီနောက်ဆုံးမှာတော့ဒီ man blue လုံးဝပြောက်သွားတဲ့အထိထားလိုက်မယ်ပေါ့နော်ဟုတ်ပြီပြီးရင်အရှိဆုံးပြန်သွားမယ်အပေါ်က background layer ကိုထောက်မယ်ထောက်ပြီးလို့ရှိရင်ခုနက split နှိပ်ခဲ့မလားအဲ့ split နှိပ်ခဲ့နေရာကိုပြန်နှိပ်မယ်ပြီးလို့ရှိရင်အဲ့ normal ထားခဲ့တဲ့ဟာအရောင်တင်ထားအရောင် short ထားခဲ့တဲ့ဟာကိုပြန်တင်လိုက်မယ်เนาะပြီးရင်အမှန်ချစ်ကိုချစ်မယ်ဒီဘက်ဘေးကိုဆွဲမယ်ဒီမှာ mask ကိုနှိပ်မယ်ဒီ mask မှာတော့စီ cycle နဲ့လုပ်ပြမှာဖြစ်ပါတယ်ဟုတ်ပြီဒီလေးပေါ်လာရပေါ့နော်ပြီးလို့ရှိရင်ကိုကအောက်မှာမြင်ရတဲ့ inverse ဆိုတာကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒီလိုလေးပဲမြင်ရရပေါ့နော်ပြီးအမှန်ချစ်ကိုခဏချစ်လိုက်မယ်အဲ့မှန်ဘလူးကိုနှိပ်မယ်မှန်ဘလူးမှာဒီဘက်မှာစာရင်းလေးပေါ်လာတဲ့နေရာကိုထားလိုက်ပြီးတော့ဘာလို့လဲဆိုတော့ကိုကman blue ရဲ့man blue ထားခဲ့တဲ့ပုံစံအတိုင်းပဲအပေါ်က mask ကိုလည်းလိုက်ပြီးတော့ထားရမှာဖြစ်တဲ့အတွက်ဒီဘက်ဘေးလေးကိုနည်းနည်းဆွဲပြီးတော့ man blue အတိုင်းပဲ mask ကိုလည်းလိုက်ပြီးတော့ချိန်လိုက်မယ်ပေါ့နော်ဟုတ်ပြီဒီလိုမျိုးလေးအဝိုင်းလေးကိုဒီ man blue လေးအတိုင်းပဲချိန်လိုက်မယ်မဟုတ်လို့ရှင်ဘေးတွေပါအစိုးတွေထွက်နေမှာစိုးလို့ပါပြီးရင်အရှိဆုံးကိုသွားပြီးတော့ key frame ကိုချမယ်ပြီးရင်ခုနက man blue ကိုလည်းဟိုးအပေါ်ဆုံးမမြင်ရတဲ့အထိဆွဲတင်ခဲ့ရမလားအဲ့လိုမျိုးပဲဆွဲတင်လိုက်မယ်ပြီးလို့ရှိရင်ဒီဘက်ဘေးလေးကိုဆွဲမယ်အောက်က man blue layer မှာ key frame ထားခဲ့တဲ့အတိုင်းကိုပဲ background layer ကိုလည်း key frame လိုက်ထားမယ်နောက်ဆုံးထိပဲအဲ့လိုမျိုးပဲလုပ်သွားရမယ်เนาะ
အောက်ကလေယာကိုထောက်ပြီးတော့ key frame ဘယ်နှထားခဲ့လဲကြည့်မယ်ပြီးရင်အပေါ်ကလေယာကိုထပ်ထောက်မယ် key frame ချထားခဲ့တဲ့အတိုင်းပဲလိုက်ရွှေ့လိုက်မယ်အောက်ကလေယာကိုထောက်မယ်ဘေးနားလည်းနဲ့ဆွဲမယ်ပြီးလို့ရှိရင် background ကိုနှိပ်မယ်ပြီးလို့ရှိရင်ဒီဘက်ဘေးလေးကနေပြီးတော့ထားလိုက်မယ်အောက်ကလေယာကိုထောက်မယ်အမှာ key frame ထားခဲ့တဲ့နေရာကိုကြည့်မယ်အပေါ်က background ကိုနှိပ်မယ်ပြီးရင် mask ကိုလိုက်ရွှေ့လိုက်မယ်အောက်ကလေယာကိုထောက်မယ် key frame ထားခဲ့တဲ့နေရာကိုကြည့်မယ်ပြီးရင်အပေါ်ကလေယာကိုထောက်မယ် mask ကိုရွှေ့မယ်အောက်ကလေယာကိုထောက်မယ် key frame ထားခဲ့တဲ့နေရာကိုကြည့်မယ်အပေါ်ကလေယာကိုပြန်ထောက်မယ် key mask ကိုရွှေ့မယ်ပေါ့နော်အဲ့လိုမျိုးပဲအဆုံးထိလုပ်သွားလိုက်လို့ရှိရင်ရပါပြီဟုတ်ပြီဒါတွေအကုန်လုံးကို mask လိုက်ချပြီးဆိုလို့ရှိရင်ဒီမှာပြန်ပြီးတော့ play လုပ်ကြည့်မယ်နော်ဒီမှာကိုကနည်းနည်းလေးလွတ်ခဲ့နေရရှိလို့ရှိရင်လည်းပြန်ပြီးတော့ပြင်လို့ရသေးရပေါ့နော်โอเคဒီမှာဆိုလို့ရှိရင်တော့ပြင်စရာနေရာမရှိတော့တဲ့အတွက်ဒီဗီဒီယိုလေးကိုဒီမှာပဲဆုံးသက်ပြစီအခုလုပ်ပြပေးခဲ့တဲ့ masking နဲ့ပတ်သက်တဲ့ဗီဒီယိုကိုနားလည်လိမ့်မယ်လို့ထင်ပါတယ်နောက်ထပ် masking နဲ့ပတ်သက်တဲ့ဗီဒီယိုတွေအများကြီးလုပ်ပြပေးမှာဖြစ်လို့ channel လေးကို subscribe လေးနှိပ်ခဲ့ပြီးဖို့ပြောချင်ပါတယ်